အားလုံးပဲမင်္ဂလာပါ KT Dragon Law Firm က Legal Consultant တယောက်ပါအခုပြောပြမှာတော့ဆရာဦးမြတ်စိန်ရေးသားတဲ့မြမတလေထုံးတဲ့ဥပဒေတွေကအမွေခံအနည်းငယ်ကိုပြောပြမှာပဲဖြစ်ပါတယ်မြမတလေထုံးတဲ့အမွေခံတရားဥပဒေသဘောတရားအရာဒီအကြမ်းဖြင့်လေ့လာလိုက်မယ်ဆိုလို့ရှိရင်အခြေခံမူ6ရက်ရှိတာကိုတွေ့နိုင်ပါတယ်အဲ့ဒီအခြေခံမူ6ရက်ကတော့ဒီ1မြန်မာဗုဒ္ဓဘာသာဝင်တွေကတေတန်းစာရေးခွင့်မရှိဘဲနဲ့အမွေကိုစက္ခံနိုင်တယ်။နံပါတ်2သားသမီးမရှိလျင်လင်သေးမယားသေးလင်အမွေကိုစက္ခံနိုင်တယ်။နံပါတ်3အမွေကအောက်သို့စုံနိုင်လို့ရှိရင်အထက်ကိုမဆန်နိုင်ဘူး။နံပါတ်4မျိုးဆက်နီးတဲ့သူကနေမျိုးဆက်ဝေးတဲ့သူကိုအမွေကနေပြီးတော့ပယ်ထုတ်နိုင်တယ်။နံပါတ်5မျိုးဆက်အနီးအဝေးတူညီတယ်ဆိုလို့ရှိရင်သွေးရင်းဆွေမျိုးကနေပြီးတော့သွေးဝက်ဆွေမျိုးကိုအမွေကနေပြီးတော့ပယ်ထုတ်နိုင်တယ်။နံပါတ်6အပြုတ်မူကောင်းတွေကြောင့်အမွေကိုမရနိုင်ပေမဲ့လည်းပဲအပြုတ်မူဆိုးတွေကြောင့်အမွေကိုဆုံးရှုံးနိုင်တယ်ဆိုတဲ့အချက်6ချက်ပဲဖြစ်ပါတယ်။ဒီအချက်တွေနဲ့ညှိနှိုင်းပြီးတော့အမွေစက္ခံရေးကိုပြုလုပ်ကြပါတယ်။အဲ့ဒီ6ချက်အနက်မှာမှဆွေမျိုးသားချင်းတွေရဲ့အမွေစက္ခံရေးနဲ့ပတ်သက်ရင်ခုန6ချက်ထဲကနံပါတ်1နဲ့2ကိုဖယ်လိုက်ပြီးတော့ဒီနံပါတ်3 4 5 6ဖြစ်တဲ့ကျန်တဲ့4ချက်နဲ့အတူအမွေကိုရနိုင်မရနိုင်ဤဆိုတာကိုညှိနှိုင်းပြီးတော့ဆုံးဖြတ်ကြရပါတယ်အဲ့ဒါကတော့အမွေကအောက်ကိုစုံနိုင်လို့ရှိရင်အထက်ကိုမဆန်နိုင်ဘူးဆွေမျိုးနီးတဲ့သူကဆွေမျိုးဝေးတဲ့သူကိုအမွေကနေပယ်ထုတ်နိုင်တယ်ဆွေမျိုးအနီးအဝေးတူညီလို့ရှိရင်သွေးရင်းဆွေမျိုးကနေပြီးတော့သွေးဝက်ဆွေမျိုးကိုအမွေကပယ်ထုတ်နိုင်တယ်အပြုတ်မူခေါင်းတွေကြောင့်အမွေကိုမရနိုင်ပေမဲ့အပြုတ်မူဆိုးတွေကြောင့်အမွေကိုဆုံးရှုံးနိုင်တဲ့ဆိုတဲ့အချက်တွေနဲ့ဆွေမျိုးသားချင်းတွေရဲ့အမွေစက္ခံရေးကိုဒီအခြေခံမူ၄ရက်နဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်ကြတယ်ဆုံးဖြတ်ကြတယ်အမွေခံဥပဒေအရကွယ်လွန်သူတယောက်မှာခင်မွန်းသားသမီးမြေမြစ်အစုံဓာတ်ရိုက်အဆက်အနွယ်တွေနောက်ကိဋ္ဌိမသားသမီးလင်ပါမရပါသားသမီးတွေမရှိဘူးဆိုလို့ရှိရင်ကြံရစ်ခဲ့တဲ့အမွေတွေကိုဆွေမျိုးသားချင်းတွေကစက္ခံနိုင်တယ်သားသမီးမရှိလို့ရှိရင်လင်သေးမယားသေးလင်ကအမွေစက္ခံတာဆိုရင်အမွေစက္ခံရေးအခြေခံမူတစ်ရက်ပဲဖြစ်တယ်ဒါမြမဒလေထုံးတန်းဥပဒေရဲ့ဒါအမွေစက္ခံရေးအခြေခံမူတစ်ရက်ဖြစ်တယ်လင်းနဲ့မယား2ယောက်ရှိတဲ့အနက်မှာအရင်သေးတဲ့သူရဲ့ဆွေမျိုးတွေကအမွေကိုစက္ခံခွင့်မရဘူး2ယောက်ရှိတဲ့အနက်မှာနောက်မှသေးတဲ့သူရဲ့ဆွေမျိုးတွေကပဲအမွေကိုစက္ခံခွင့်ရတယ်ဒါကမြမဒလေထုံးတန်းဥပဒေရဲ့အမွေခံအခြေခံမူပဲဖြစ်တယ်ဒါကိုဗဟိုတရားရုံးကဆုံးဖြတ်ခဲ့တဲ့1982ခုနှစ်ဒုတိယအယူခံမှုအမှတ်58မှာဒေါ်ရီပါ8နဲ့ဥပညွတ်ပါ2အမှုမှာအကျယ်တဝင်းလေ့လာနိုင်တယ်နောက်ထပ်ထပ်ပြောရင်လင်းသေးမယားသေးလင်း2ယောက်ရှိတဲ့လင်းများ2ယောက်ရှိတဲ့အနက်မှာအရင်သေးတဲ့သူရဲ့ဆွေမျိုးတွေကအမွေကိုစက္ခံခွင့်မရဘူးနောက်မှသေးတဲ့သူရဲ့ဆွေမျိုးတွေကသာအမွေကိုစက္ခံခွင့်ရတယ်လို့ဥပဒေအသိပညာပေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်